အားလုံးပဲမင်္ဂလာပါကျွန်မနဲ့အတူတူ Granny ဘာသာစကားကိုလေ့လာကြမယ့် YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီရက်မှာတော့ပထမဆုံးအနေနဲ့ကျွန်မက Granny ဘာသာစကား9ခွန်းကိုအဓိကသင်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတယောက်နဲ့တယောက်တွေ့တဲ့အချိန်မှာမိတ်ဆက်တဲ့အချိန်မှာပြောကြမယ်စကားလုံးလေးကိုသင်ပေးမှာဖြစ်ပါတယ်ဒါကတော့မင်္ဂလာပါဆိုတဲ့စကားလုံးကို Granny မှာဘယ်လိုပြောကြမလဲပေါ့နော်ဆိုတော့မင်္ဂလာပါဆိုတဲ့စကားလုံးကိုကျမတို့ Granny မှာဆိုလို့ရှိရင် Terra Besi လို့သုံးပါတယ်Terra Besi လို့သုံးပါတယ်ဒီစကားကို Granny ရဲ့ဒီသတင်းဌာနတော်တော်များများမှာပထမအဆုံးသတင်းမတင်ညာခင်မှာပြောလေးပြောထားရှိတာကိုတော်တော်များများကြားပူးကြမှာဖြစ်ပါတယ်ဆိုတော့တယောက်နဲ့တယောက်မင်္ဂလာပါလို့ပြောချင်တယ်ဆိုလို့ရှိရင်ကျမတို့က Terra Besi လို့သုံးပါတယ်နောက်တစ်ခုကကြတော့ကျမတို့တယောက်နဲ့တယောက်နေကောင်းရဲ့လားကျန်းမာရဲ့လားဆိုပြီးတော့မေးချင်တယ်ဆိုလို့ရှိရင်ကျမတို့ဘယ်လိုပြောမလဲပေါ့နော်ဆိုတော့ဒီနေရာမှာကျမတို့နေကောင်းကျန်းမာရဲ့လားဆိုပြီးတော့မေးချင်တယ်ဆိုလို့ရှိရင် omo vera ဆိုပြီးတော့ကျမတို့သုံးလို့ရှိပါတယ်ဆိုတော့ omo ရယ်ဆိုတာကကျမတို့နေကောင်းတာကိုပြောတာပါဆိုတော့ vera ဆိုတာကတော့ကျမတို့မေးခွန်းမေးတဲ့သဘောပေါ့နော်ဆိုတော့နေကောင်းလားလို့ကျမတို့ကမေးချင်တယ်ဆိုလို့ရှိရင် omo vera ဆိုပြီးတော့ကျမတို့သုံးလို့ရှိပါတယ်နောက်တစ်ခုကကြတော့ကျမတို့တယောက်နဲ့တယောက်မတွေ့တာကြားတဲ့တငယ်ချင်းတွေပြန်တွေ့ကြတဲ့အချိန်မှာမတွေ့တာကြားပြီနော်လို့ကျမတို့ပြောကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျမတို့ Granny မှာကျမတို့ကမတ်ထသူညီလားနော်ဆိုပြီးတော့ပြောလေးပြောထားရှိပါတယ်ဆိုတော့ဒီနေရာမှာမတ်ထော်ရဲဆိုတာကကျမတို့ကမြင်တာကိုပြောတာဖြစ်ပါတယ်မြင်တာတွေ့တာကိုပြောတာဖြစ်ပါတယ်တူဆိုတာကဒီနေရာမှာကျမတို့ကအငင်းကိုပြောတာဖြစ်ပါတယ်ဆိုတော့ကျမတို့က method တူဆိုတော့မမြင်ရမတွေ့ရတာပေါ့နော်ညီလားနော်ဆိုတာကကြာပြီနော်လို့ပြောတာဆိုတော့ method တူညီလားနော်ဆိုရင်ကျမတို့ကမတွေ့တာကြာပြီနော်ပေါ့မမြင်ရတာကြာပြီနော်လို့ကျမတို့ကပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျမတို့တငယ်ချင်းတွေကိုနင်ဘာလုပ်နေလဲပေါ့ဒီအတော်တွင်းဘာလုပ်နေလဲမတွေ့ရတဲ့အတော်တွင်းမှာပဲဖြစ်တခြားအခုမှပြန်တွေ့တဲ့တငယ်ချင်းတွေကိုဘာလုပ်နေလဲလို့မေးတယ်ဆိုလို့ရှိရင်ကျမတို့ကနေမေသေးလို့သုံးပါတယ်ဆိုတော့နေဆိုတာကဒီနေရာမှာနင်လို့ပြောတာဖြစ်ပါတယ်မေသေးဆိုတာကတော့ကျမတို့ကလောက်တာပေါ့နော်ဘာလုပ်နေလဲပေါ့ဆိုနေမေသေးဆိုတော့မင်းဘာလုပ်နေလဲပေါ့ဒီလိုမျိုးမေးတဲ့အချိန်မှာသုံးပါတယ်ဒီရဲ့အတွက်နောက်ဆုံးစကားလုံးလေးကတော့ဂျေဇုတင်ပါတယ်ဆိုတဲ့စကားလုံးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးကိုကျမတို့ Granny မှာဆိုလို့ရှိရင် Tebui လို့သုံးပါတယ်ဆိုတော့တရားနဲ့တရားကျေးဇူးတင်တဲ့အချိန်ကြလို့ရှိရင် Tebui ဆိုပြီးတော့ပြောလို့ရပါတယ်ဒီနေ့မှာတော့ကျမက Granny ဘာသာစကားထဲမှာစာကြောင်း၅ချောင်းကိုအဓိကပြောပြပေးသွားတာဖြစ်ပါတယ်ဒီစာကြောင်း၅ချောင်းကိုပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နံပါတ်1တစ်ချက်ကကြတော့မင်္ဂလာပါဖြစ်ပါတယ်မင်္ဂလာပါကို Granny မှာဆိုလို့ရှိရင် Terra Besi လို့သုံးပါတယ်နံပါတ်2တစ်ချက်ကကြတော့နေကောင်းလားကိုကျမတို့ Granny မှာဆိုလို့ရှိရင် omo vera ဆိုပြီးတော့သုံးပါတယ် omo vera ဆိုပြီးတော့သုံးပါတယ်နံပါတ်3တစ်ချက်ကကြတော့မတွေ့တာကြပြီနော်ဆိုလို့ရှိရင်ကျမတို့ကမတ်ထတူညီလားနော်ဆိုပြီးတော့သုံးပါတယ်မတ်ထတူညီလားနော်ဆိုပြီးတော့သုံးပါတယ်နံပါတ်4တစ်ခုကကြတော့ကျမတို့တယောက်နဲ့တယောက်ဘာလုပ်နေလဲလို့မေးတဲ့ချိန်ကြလို့ရှိရင်ကျမတို့ကနာမည်သေးဆိုပြီးတော့သုံးကြပါတယ်နာမည်သေးဆိုပြီးတော့သုံးကြပါတယ်နောက်ဆုံးတစ်ခုကကြတော့ကျမတို့ဒီကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုကျမတို့က Tebui လို့လည်းသုံးပါတယ် Tebui လို့လည်းသုံးပါတယ်ဒီနေ့မှာတော့ကျမရဲ့ channel လေးကနေပြီးတော့ Granny ဘာသာစကား9ခုကိုမျှဝေပေးသွားတာဖြစ်ပါတယ်နောက်နေ့မှာဆိုလို့ရှိရင်လည်းကျမတို့က Granny တခြားဘာသာစကားတွေ Granny နဲ့ပတ်သက်တဲ့ဗဟုသုတရကြတွေပြီးတော့ Granny နဲ့ပတ်သက်တဲ့တခြားသောအရာတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ channel လေးကိုဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဒီနေ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် Tebui